မင်္ဂလာပါညီကိုကျွန်တော်တိကျနေရတော့ချန်ပီယံလိ16တဲ့ပထမကျောင်းပွဲစဉ်တွေကပွဲကြီးပွဲကောင်းတစ်ပွဲဖြစ်လာနိုင်တဲ့ပြည်ကြီးနဲ့ချက်စီပွဲရဲ့ပွဲကျွတ်တုတ်တက်ခြင်းနဲ့ပြည်ရှင်လေးကိုပြုလုပ်ပေးတော့မှာဖြစ်ပါတယ် let's go ဒီနေ့တင်ကဗိုလ်တော်မှုနေညကြာတာပလေးနေမနဲ့နလ12ရက်နေ့3နိုင်ထိုးမှာကစားမှာဖြစ်ပါတယ်ပြည်ကြီးရဲ့အိကွင်းမှာပထမအကျော်ကိုကစားမှာဖြစ်တယ်ဟုတ်ကဲ့ဒီနေ့တဲ့ရဲ့ပြီးခဲ့တဲ့ကစားခဲ့တဲ့ပွဲနဲ့အတင်းရဲ့ foul လေးတစ်ချက်ကြည့်မယ်ဆိုရင်ချက်စီကပြီးခဲ့တဲ့ပွဲမှာ FA ပွဲစဉ်ပွဲဖြစ်တဲ့ Warren အတင်းကိုအခြေပို့ဒီအနောက်ကလိုက်ကစားပြီး2-4ဆိုတဲ့ရတာနဲ့အနိုင်ရရှိခဲ့တာဖြစ်တယ်။ PAG တိကျတော့သူတို့ရဲ့ League ပွဲစဉ်တစ်ပွဲဖြစ်တယ်။မိုနာကိုနဲ့ပွဲစဉ်မှာ3-1ဆိုတဲ့ရတာနဲ့ရှုံးနေပြီးတော့ဒီရတီပထမဦးဆုံးသောအိကွင်းရှုံးပွဲကိုကြုံတွေ့ခဲ့တာဖြစ်တယ်။2025-2026ချန်ပီယံလိခီးစီကြီးမဲ့ဆိုရှင် PAG က10ပွဲကစားထားတဲ့အချိန်မှာ4ပွဲနိုင်2ပွဲတည်2ပွဲရှုံးရမှ14မှန်အဲ့ဒီ၄ပွဲနိုင်ထဲမှာသူကဘာစီလိုနာကိုဝေပေးမနိုင်တဲ့ပွဲစဉ်ပေါင်းဝင်တယ်သူတို့ရဲ့ရှုပ်ပွဲနှစ်ပွဲတော့ဘိုင်ယန်နဲ့စပိုတင်ကိုရှုပ်ထားတယ်အဲ့တော့သူတို့ကရာမန်14မှန်နဲ့အစစ်7တဲကနေပြီးတော့ knockout stage knockout ဆုံးပြီးတော့အခု16တဲစီကိုတင်လာခဲ့တာဖြစ်တယ် knockout stage မှာဆိုရင်လည်းသူတို့ပြည်တွင်းနေဖြစ်တဲ့မူနာကိုပဲပထမကျော်3-2နဲ့နိုင်ဒုတိယကျော်2-2နဲ့တည်ကြပြီးတော့ဒီစီကိုတင်လာခဲ့ပြီးတော့ချက်စီနဲ့တွေ့တာဖြစ်တယ်အချက်စီရဲ့ချက်ပြည့်လေးကိစ္စကြီးမဲ့ဆိုလို့ရှိရင်သူတို့က16တဲစီကိုထိုင်ရိုက်တင်လာခဲ့တယ်တဲ့မာရက်စ်ကလက်ထဲမှာဆိုလို့ရှိရင်10ပွဲမှာ9ပွဲနေနိုင်တပွဲပဲတည်ကြနှစ်ပွဲရှုံးတယ်ဒါပေမဲ့သူကအဲ့ဒီ9ပွဲနိုင်ထဲမှာဘာစီလိုနာနိုင်တဲ့ပွဲစဉ်တစ်ပွဲနဲ့ပြတ်ပါတယ်ရှုံးနေခဲ့တဲ့ပွဲစဉ်တော့ဘိုင်ယန်နဲ့အက်တလက်တေကိုသူတို့ကရှုံးပြီးတော့ရမတ်16မှန်နဲ့ချက်ပြည့်16ပြည့်စီကိုတရားတယ်လာခဲ့တာဖြစ်တယ်ဒီနေ့တဲ့ချက်ပြည့်ဒီအခြေအနေမှာဆိုရင်ချက်စီကရာထနေနဲ့ကောင်းနေတော့ပို့တူရတယ်လို့ PAG တိကြတော့16ပြည့်စီကိုဘိုင်ယန်တယ်လာမယ်နဲ့ play off ဆိုင်မှာတယ်လာခဲ့တယ်အဲ့ရစချင်းနေတော့တိတ်မရှိဘူးဒါပေမဲ့ PAG ကမနေ့ကချက်ပြည့်လေးဖလိုက်ရလဲဒီပုံစံပဲ16ပြည့်စီကိုတရားမတည်ဘူးနောက်ကကစားတယ်ပလီအောက်ကစားပြီး10ကစားပြီးမှရှေ့ဆွမ်းနေထောင်းလာပြီးတော့ချက်ပြက်လေးဘူးဘွဲတွေသွားပြီးဘူးဆွဲသွားခဲ့တာဖြစ်တယ် PAG တိတ်ဖေကြည့်အောင် PAG မှာဆိုရှင်တိုက်စစ်မှုဓာတ်ပြီးလီကအခုဆိုရင်သူကဒဏ်ရာနီးပြက်လက်တက်လာတယ်ဒါပေမဲ့ပွဲထွက်ခွေရရှိဖို့တော့တိတ်ပြီးအမှတ်ခခြင်းမရှိဘူးဒီတနေ့ရတိမှာဆိုလို့ရှိရင်ဓာတ်ပြီးလီကလည်းရှေ့ဆွမ်းတိတ်ပြီးမပြနိုင်တော့ဘူးတွေ့ရတယ်တော့ PAG ကိုလည်းကစားသမားလေးဖြစ်တဲ့ Pavia Ru နဲ့ Jao Nivit သူတို့နဲ့အားလုံးကလည်းဒဏ်ရာအတိအကျရရှိနေတယ်တော့ PAG ရဲ့ကွင်းလက်ကရွေးချယ်စရာမဲသွားနိုင်မယ်အဲ့လိုပင်ကွင်းလက်အားနဲ့ချီရှိတဲ့တေချာသူတို့ PAG လည်းဒီတနေ့ရတိမှာနည်းနည်းလေးရဲရဲနေတာကိုတွေ့ရတယ်အချက်စီဖေးကြည့်ရမယ်ချက်စီဖေးမှာဆိုလို့ရှိရင်သူတို့စကွဲထဲကိုပဲဘလူးတွေပြောင်းဝင်လာလဲဆိုတော့လာဗီယာကပြင်းပြလီမှာကစားခွင့်အမိနဲ့နည်းနည်းရရှိနေပြီပြီးခဲ့တဲ့ FA ပွဲမှာဆိုလို့ရှိရင်လည်းချက်စီကကိုပါမာအန်ဇိုတိုက်စီလိုစားတဲ့ကစားသမားလေးကိုအနာပေးထားတာပြီးတော့ဘရာဇီးလူငယ်ကစားသမား ST4 ဝါကလည်းအထက်ရာကနီးပြက်လက်တက်လာပြီးဒီပေါ်မှာပေါက်ရဲ့ကစားနိုင်ဖို့အတွက်မျှော်လင့်လို့ရမယ်ချက်စီကတော့ PAG နဲ့တွေ့ဖို့အတွက်သူတို့အကောင်းဆုံးတော့ပြင်ဆင်နေပြီဖြစ်တဲ့